ချို့ကလည်းတည်ပြီးပါပြီ WPS Office နဲ့တုံးနေရတယ်ပေါ့နော်ကိုက Xiaomi tablet Samsung tablet ဝယ်လိုက်တဲ့အခါမှာ Microsoft Office မပါလာခဲ့ဘူးဆိုရင်WPS Office ကို free သုံးလို့ရတယ်ပေါ့နော်အရင်ကXiaomi tablet ဝယ်လိုက်တဲ့အချိန်မှာ Play Store တွေကနေ Microsoft ကို download တဲ့အချိန်မှာသူကတစ်လကိုဘယ်လောက်ပေးရတယ်တစ်နှစ်ဆိုရင်ဘယ်လောက်ပေးရတယ်ဆိုပြီးတော့ပတ်စံပေးရမှာကိုကပတ်စံမပေးချင်ဘူးပတ်စံမသုံးချင်ဘူးအဲဒါကြောင့်အဆင်ပြေမဲ့ Office လေးကို free Office လေးလိုက်ရှာတဲ့အချိန်မှာ WPS Office လေးကိုတွေ့ပါတယ်အဲနဲ့ဘာလဲမေးခွန်းရိုက်တာတို့ခြားစာရိုက်တဲ့အခါမှာဒီ WPS Office လေးကကိုယ့်အတွက်အသုံးဝင်တယ်ပေါ့အဲ့ထက်မှာMicrosoft Word လို့ပဲသူက home မှာ font လေးရွေးလို့ရတယ် size ရွေးလို့ရတယ်ပြီးရင် bold letter တွေရွေးလို့ရတယ်ပြီးရင် style ပြီးရင်ဒီဘက်မှာ view left တွေ page background တွေ page setup တွေပါတယ်ပေါ့နော်ကိုက A4 ပြောင်းပြန်လာဟိုမှာ page size တွေပြောင်းလို့ရတယ်ဒီဘက်မှာ insert မှာလည်းဒီမှာ picture ယူမလား table ယူမလားtable ဒီမှာ shape တွေလည်းယူလို့ရတယ်ပြီး page plan တွေနောက်ထပ်ယူလို့ရ page number တွေချိန်လို့ရတယ်ဒီမှာ date တွေထည့်လို့ရတယ်ပြီး view မှာလည်းပါတယ်ဒီမဲ့အဆုံးပါတယ်ပေါ့နော်Microsoft Word လို့ပဲသုံးလို့ရတယ်ပေါ့နော်ကိုရဲ့စာရိုက်တဲ့အခါမှာဒီဟာလေးပဲသုံးပြနေတယ်ပေါ့ဒါလေးနဲ့အဆင်ပြေနေတယ်အဲ့တော့ပတ်စံမကုန်တော့ဘူးပေါ့မတည်သေးတဲ့သူတွေအတွက်ဒီ WPS Office လေးကအသုံးဝင်ပါတယ်ဆိုတာကိုပြောပြတာပါစီးပြီးပါစေ